ကဲခမရမျက်စိဖွင့်လိုက်တဲ့အချိန်ကိုမြင်အောင်ကြည့်လိုက်ပါပျော်ရည်မှုရပေါ်မှာမဟုတ်ဘူးနေအောင်ကြီးနွေးနွေးလေးမရှိဘူးအစိုးဆုံးကပါလေသိလားခေါင်းဘေးမှာအာသွင်းညိုးတက်ထားတယ်ဖုံးကမရှိတော့ဟုတ်ပါတယ်ခမရကတစ်တော့ကြည့်ဖို့မပြောနဲ့ကိုလက်ကိုယ်တော်ပြန်မမြင်ရတဲ့ကဘာတစ်ခုထဲမှာနိုးလာခဲ့ပါပြီဂုံယူပါတယ်ခမရကမြေကြီးအောက်ကတီကောင်တစ်ကောင်ဖြစ်သွားပါပထမဦးဆုံးခံစားရတာကဘာလဲဆိုတော့အေးဆက်မှုဆိုးဆိုးမှုပြီးတော့ဖိအားရေကြီးတန်ချိန်ပေါင်းများစွာကခမရကိုအရေးရှိမျက်နှာမှာနေဝိုင်းဖိထားသလိုပဲလူတွေပြောတယ် personal space ဆိုတာဒီမှာလုံးဝမရှိပါဘူးခမည်းဘွားတစ်ခုလုံးကအလွန်ရှစ်တက်တဲ့အတော်ကြီးတယောက်ကအသက်ရှူမွားအောင်အတင်းဆွဲဖက်ထားသလိုမျိုး forever ဟတ်နေရတဲ့ဘွားပါ introvert တွေတောင်တီကောင်ဖြစ်သွားရင်ဒါကငရဲပါပဲတကူလုံးကမြေကြီးနဲ့ထိတွေ့နေရတာလှုပ်လို့တော့မရဘူးကဲငါဒီမနေ့ဘာလုပ်ရင်ကောင်းမလဲလို့ခမည်းစဉ်းစားခြင်းပဲဝမ်းနေစရာတစ်ခုရှိပါတယ်ခမည်းမှာစဉ်းစားစရာအုံနောက်မရှိပါဘူးတီကောင်မှာပါတဲ့အုံနောက်ဆိုတာခမည်းတို့ဖုန်းတွေကကာကူလေတာအထက်တောင်ပုံယူရှင်းပါတယ်ရှုပ်ထွေးတဲ့ဘဝပြဿနာတွေဖြစ်တဲ့အရှိရေးစီးပွားရေးဘာမှတွေးစရာမလိုပါဘူးခမရရဲ့တခုတည်းတော့ကတွန့်မို့ပါကဲတွန့်ရတာပြင်မလာတော့ဗိုက်စာလာပါပြီမနှက်စာပါစားမလဲစားတော့ဆိုင်နေဝတ်သားထိုးတွေမာလာရှန်ကောတွေမစင်းစားပါနဲ့ခမရရဲ့မီနူးမှာပါတာကတစ်မျိုးတည်းပါအဲ့ဒါကတော့မြေကြီးပါဟုတ်ပါတယ်ခမရကြတာမမားပါဘူးမြေကြီးရွှွန့်သေးကံကောင်းရင်တလားလောက်ကြာနေပြီဖြစ်တဲ့တရွက်ပုတ်လေးတရွက်လူရင်းမြင်မှာဒါတွေကအငြိအကျေအမိုက်တွေဖြစ်ပေမဲ့တီကောင်တကောင်ရဲ့အမြင်မှာတော့ဒါကဘူပေးကြီးပါဒီနေ့မြေသားကနည်းနည်းတဲဆန်နေတယ်မနေ့ကမိုးရွာထားတော့ရွှွန်သားလေးကပို့ပြီးစေးပိုင်နေတယ်ရှယ်ပဲဆိုပြီးအရသာခန်းစားနေရတာတနေ့လုံးမြေစားညဘက်မြေစားအဲ့ရင်လည်းမြေထဲမှာအိမ်မက်မက်ရင်လည်းမြေကြီးအကြောင်းပဲမှတ်မှာအဲ့ရခင်းနေခေါင်းတွေစောင်းနေမရှိဘူးမြေကြီးကပဲခမရရဲ့စားခမရရဲ့မှုရခမရရဲ့စားစားပေါ့ဒါကတကယ်ကိုမြေကြီးနဲ့တသားတည်းကြားရတယ်ဘွားပါတီကောင်ဘွားရဲ့ပထမဦးဆုံးစီးမြင့်ကဘာလဲသိလားမရက်ပါနဲ့ရက်လိုက်တာနဲ့အနောက်ကတခြားတီကောင်တွေကရင်ကျော်ပိတ်ဆို့မှုဖြစ်ကုန်ပါလိမ့်မယ်ခမရရဲ့တနေ့တာလုံးကဘာနဲ့တူလဲဆိုတော့ဂျင်းရဲ့ပြေးဆက်ပေါ်မှာအမြန်ဆုံး speed နဲ့ပြေးနေရတယ်လို့ကျွန်တော်ပြေးနေရပြီဒါပေမဲ့ခမရမှာရှင်းတော့တော့မပါဘူးတကူလုံးကိုတုံးပြီးတိုးရတာဒါကြောင့်နေ့တိုင်းခမရလောက်ရတာကတွန့်မယ်နည်းနည်းနားမယ်ပြီးရင်ပြန်တွန့်မယ်အရှိမကြောက်ခဲခံနေတယ်ကြွေပြီးပြန်တွန့်မယ်အလုံးမရှိလို့တွန့်နေရမဟုတ်ဘူးဗျအသက်ရှင်မှုအတွက်မဖြစ်မနေတွန့်နေရတာဒါကတကယ်ကိုပင်မဆင်းရဲတယ်ကြာပန်းအလုပ်သမားဘဝပါခမည်းကသွေးဆိုးဖို့ကောင်တကောင်လိုပဲနေအောင်ထိတာနဲ့ခဲဟိုပါမိုးရွာလို့မြေပေါ်ကိုခဏတက်လာမိရင်အမြန်ဆုံးပြန်ဆင်းဖို့လိုအပ်ပါတယ်နေပူချိန်ကခမည်းရဲ့နူးညက်ဆိုတဲ့ခန္ဓာကိုယ်မလျှောက်ဖို့တလို့ရှောက်တော့အောင်လုပ်ပစ်လိုက်မယ်နောက်ထပ်ရန်သူကငှက်နေအောင်လေးထွက်လာတာနဲ့ငှက်တွေကအပေါ်ကနေလန့်စတိုင်းဆိုပြီးစောင့်နေကြပါတယ်သူတို့ရဲ့မျက်လုံးကတီကောက်ရှာတဲ့ရီဒါတွေလိုပဲခမည်းအတွက်တော့မြေပေါ်ကိုခေါင်းလေးနည်းနည်းပြူလိုက်ရှင်ဟာကန်ဆယ်မဲ့နှိုက်ရှင်နဲ့တူပါတယ်ကံကောင်းရင်လေကောင်းလေတန်းရမယ်ကံမကောင်းရင်တော့ငှက်ပိုက်ထဲမှာအစာရှိရည်နဲ့ဒီရှိုးရမယ်ပြီးတော့ကြက်တွေဒီကောင်တွေကပိုဆိုးတယ်မြေကြီးကိုမေးဝမမေးပဲရှည်ရောက်တွေနဲ့အတင်းရက်ပြီးတူးတဲ့အကောင်လေးပါသူတို့အတွက်တော့ခမည်းကလမ်းလျှောက်နေတဲ့ protein stick လေးပါသူတို့မြင်လိုက်တာနဲ့ပြီးပြီဒါပေမဲ့အပေါ်ကပြောခဲ့တဲ့အနေတွေကတဘာဝတရားမှုလို့သိခံနိုင်ပါသေးတယ်အစိုးဆုံးရန်သူကဒူသားပါလူသားတွေကခမည်းကိုမုန်းလို့တတ်တာမဟုတ်ဘူးဗျခမည်းကိုမမြင်လို့နင်းမိတာရှိမယ်အစိုးဆုံးကတော့ခမည်းကိုတုံးကျင်လို့ဖမ်းတာတနေ့မှာခမည်းပုံမှန်အတိုင်းမြေထဲမှာအေးအေးဆေးဆေးတွန့်နေတော့ရုတ်တရက်ဘုံဆိုပြီးငလင်လှုပ်တယ်လို့ဖြစ်သွားတယ်အလင်းရောင်စူးစူးကြီးဝင်လာတယ်ဟုတ်ပါတယ်လူတယောက်မြေတူးနေတာဒါကတီကောင်လောကရဲ့ဂျိုသားဖမ်းဆီးခြင်းပါအေယာမလက်ကြီးတစ်ဖက်ကခမည်းကိုဆွဲထုတ်လိုက်တယ်ခမည်းရဲ့ခံစားချက်ကဟာဒါငါဘွားရဲ့ညီကုန်းလာလို့တွေးလိုက်မယ်ဒါပေမဲ့ဒါကညီကုန်းမဟုတ်သေးပါဘူးပို့ဆိုးတာလာအောင်ပါသူကခမည်းကိုကြည့်ပြီးဟာတီကောင်ကရှယ်ပဲဆိုပြီးတန်မုံလေးတစ်ခုတည်းကိုထည့်လိုက်တယ်အဲ့ဒီပုံထဲမှာခမည်းလိုပဲကန်ဆိုးနေတဲ့အရှားတီကောင်တွေပြည်ပဲအားလုံးကငါတို့ဘယ်ရောက်နေတာလဲဆိုတဲ့ပုံစံနဲ့တကောင်မတကောင်တွန့်နေကြတယ်အဲ့ဒီအချိန်ကစပြီးခမည်းကတီကောင်မဟုတ်တော့ပါဘူးငါးစာဖြစ်သွားပါပြီဟုတ်ပါတယ်လူကခမည်းရဲ့နူးညံ့တဲ့ခန္ဓာကိုယ်ကိုတန်ကျင်းနဲ့အရှင်လက်လက်ထိုးဖောက်လိုက်ပါတယ်ဒီနေရာမှာတီကောင်ဘွားရဲ့စူပါပါဝါပေါ်လာပါတယ်တီကောင်တွေကခန္ဓာကိုယ်ပြတ်သွားရင်တော့ဒါမှမဟုတ်အဖောက်ခံရရင်တော့ရှက်ရှင်းမသိပါဘူးလူတွေကတော့ဓာတ်ကိုကြည့်ပြီးအိုးတီကောင်တွေကအံ့ဩစရာပဲကိုယ်ခန္ဓာကိုပြန်ဆက်နိုင်တယ်လို့ထင်ကြပါတယ်ဒါပေမဲ့ခမည်းဘက်ကတွေးကြည့်ရင်ခမည်းကနားတယ်ရမ်းနာတယ်ဒါပေမဲ့မသိဘူးဗျသိဝင်းမရှိပဲနာကျင်မှုကိုဆက်ပြီးခံစားနေရတာပါဒါကကျင်းစာတစ်ခုနဲ့တူပါတယ်ပြီးတော့လူကခမည်းကိုရေရဲပစ်ချလိုက်တယ်ခမည်းကရေမကူးတတ်ဘူးရေထဲမှာအသက်ရှူကျက်နေတော့အောက်ကနေငါးကြီးတွေကဟာဆူရှီ free fry ရပြီဟဲ့ဆိုပြီးဝိုင်းလာကြတယ်အကယ်ငါးမကြိုက်ပဲပြန်လွတ်လာရင်တော့ခမည်းကန်အကောင်းဆုံးပဲဒါပေမဲ့အများစုကတော့ငါးပိုက်ထဲမှာစက်သိမ်းသွားကြတာပါတီကောင်ဘွားရဲ့အမှန်တရားကဒါပါပဲဘသူမှခမည်းကိုမုန်းလို့မတတ်ပါဘူးအားလုံးကခမည်းကိုအတုံးချရင်လို့တက်ကြတာပါဒါဆိုတီကောင်ဖြစ်ရတာဘာအဓိပ္ပာယ်ရှိလဲခင်ဗျားဖို့တတ်တတ်ပဲလားလို့မေးစရာရှိပါတယ်
ဟုတ်ပါခမရကလူသားတွေနဲ့ကဘာမြေကြီးရဲ့အရေးကြီးဆုံးမိတ်ဆွေတယောက်ခမရနေတိုင်းမနာမနေတွန့်နေလို့မြေကြီးထဲမှာလေဟိုပေါက်လေးတွေဖြစ်လာတယ်အဲ့ဒါကြောင့်အပင်တွေရဲ့အမြစ်တွေကအသက်ရှူလို့ရပြီပြီးတော့ခမရမြေကြီးစားပြီးပြန်ထုတ်လိုက်တဲ့အညစ်အကြေးဆိုတာကတကယ်တော့မြေစီလာအတွက်စူပါဖိုက်တာမင်တွေပါဝေးလာကလေးကအလုံးလုံးတယ်အနားယူချိန်မရှိနာမည်လည်းမရှိလာစာကလည်းမရဘယ်တော့မှဟီးရိုမဖြစ်ဘူးသူတို့ကကဘာမြေကြီးရဲ့ silent walker တွေပါနောက်ဆုံးတော့ခမရရဲ့ခန္ဓာကိုယ်ကမရွှေ့နိုင်တော့ပါဘူးဒါကအိုမင်းလို့ဖြစ်နိုင်တယ်လို့ငှက်တကောင်ရဲ့နှုတ်သီးကြောင့်လည်းဖြစ်နိုင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်မြေကြီးထဲမှာတိတ်တဆိတ်ပျောက်ကွယ်သွားတော့မှာပါဒါပေမဲ့ခမရဘဝတစ်လျှောက်လုပ်ခဲ့တဲ့အရာတွေကဒီမြေကြီးထဲမှာကြံ့ရစ်ခဲ့တယ်ကဲဗီဒီယိုလေးပြီးသွားတဲ့အခါခမရကိုယ့်လက်ကိုပြန်ကြည့်လိုက်ပါလက်ချောင်းလေးတွေရှိနေသေးတယ်ဖုံးလေးကိုကင်ထားနိုင်နေတယ်ဆိုရင်ဝမ်းသာလိုက်ပါတော့ခမရဒီနေ့လူအဖြစ်ပြန်လို့လာလို့ကံကောင်းပါတယ်ဘာလို့လဲဆိုတော့ဒီညခမရမြေကြီးထဲမှာထိုင်ပြီးတွန့်နေကြမလို့တော့လို့ပါဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and subscribe လုပ်ဖို့မမေ့နဲ့ဘူးနော်ကျွန်တော်ကခရစ်ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်